ခဲ့တဲ့ဗီဒီယိုတွေမှာတော့ cut operator အလုပ်ရှောက်မယ်ဆိုရင်ဘာတွေပြင်ဆင်ထားရမလဲ portfolio ကိုဘယ်လိုလုပ်ရမလဲဂျပန်မှာဘယ်လိုလုပ်ရှာမလဲဆိုတာတွေကိုပြောပြခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ AutoCAD ကိုစပြီးတော့မလေ့လာခင်မှာဘာတွေပြင်ဆင်ထားတယ်လဲဆိုတာကိုပြောပြပေးသွားမှာပါတချို့သူတွေက AutoCAD သင်မယ်ဆိုတာနဲ့ software ကိုပဲအရင် install လုပ်ကြပါတယ်ဒါပေမဲ့ကွန်ပျူတာကအဆင်ပြေရလားmouse ကဘယ်လိုမျိုးတွေသုံးသင့်လဲ AutoCAD version ကကောဘယ်ဟာတွေသုံးသင့်လဲဆိုတာတွေကိုလည်းသိထားဖို့လိုပါတယ်ဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီချက်တွေကိုတစ်ခုချင်းစီပြောပြပေးသွားပါမယ်အရင်ဆုံးကတော့ကွန်ပျူတာပါ AutoCAD လေ့လာဖို့အတွက် gaming ကွန်ပျူတာလိုမျိုးအရန်ကြီးဈေးကြီးတဲ့ဟာကြီးတွေကိုဝယ်စရာမလိုပါဘူးအထူးသဖြင့်အခုမှစပြီးလေ့လာမဲ့သူတွေဆိုလို့ရှိရင်တော့အရန်မြင့်တဲ့ specification အတွက်ဟာမျိုးတွေမလိုပါဘူး3D အတွက်ဆိုရင်တော့ 32GB လောက်ကိုအကြံပြုထားပါတယ် CPU မှာလည်း core ရည်အတွက်များတာထက် single core speed က AutoCAD performance အတွက်အရန်ကိုအရေးကြီးပါတယ်ဒါမဲ့ beginner တွေအတွက်ဆိုလို့ရှိရင်တော့အကြံပြုချင်တာက RAM 60GB လောက်က SSD က 512GB လောက်က CPU 3G8S လောက်နဲ့အထက်လောက်ဆိုလို့ရှိရင်ကိုပဲရိုးတန်းကွန်ပျူတာအဆင်ပြေနေပါပြီgraphic card ပါတဲ့ကွန်ပျူတာဆိုရင်တော့ပိုကောင်းတာပေါ့နော် AutoCAD က 2D သင်ဖို့အတွက်လောက်ဆိုရင်အရန်ကြီးဈေးကြီးရဲ့ gaming ကွန်ပျူတာတစ်လုံးမဖြစ်မနေဝယ်စရာမလိုအပ်ပါဘူးကိုလုံးမဲ့အလုပ်က 2D လား 3D လား Revit လား Civil 3D လားဆိုတဲ့ပုံမူတည်ပြီးတော့ computer specification ကိုရွေးတင်ပါတယ် laptop နဲ့ desktop ကဘယ်ဟာပိုကောင်းလဲဒါကလည်းအရန်ကိုသိချင်ချာမေးကြရများတယ်ပေါ့နော် laptop ဆိုလို့ရှိရင်တော့ဘယ်ကူသွားတည်သွားလို့ရတယ်ကျောင်းသွားတဲ့အခါအလုပ်သွားတဲ့အခါ cafe တွေမှာစာလေ့လာတဲ့အခါတွေမှာသုံးလို့ရတယ်ပေါ့ desktop ကတော့ကိုတနေရာထဲမှာတည်ချာထိုင်ပြီးတော့အလုပ်ကိုအကြီးကျယ်လုပ်တော့မယ်ဆိုတဲ့အခါမှာတော့ desktop ရှိတာတော့အရန်ကိုအဆင်ပြေပေါ့နော် desktop ကတော့ upgrade လုပ်ရလဲလွယ်ပြီးတနေရာထဲမှာအလုပ်လုပ်တဲ့သူတွေအတွက်ဆိုအရန်အဆင်ပြေတယ်ဒါပေမဲ့ကျောင်းသားတွေ beginner တွေ laptop လေးကိုယူသွားပြီးတော့ coffee ဆိုင်တစ်ဆိုင်မှာထိုင်မယ်ဥပမာဗီဒီယိုလေးဒီဗီဒီယိုလေးတွေကိုကြည့်ပြီးတော့free ဗီဒီယိုလေးသူများတွေတင်ထားပဲဖြစ်အမှားတင်တာပဲဖြစ်ပေါ့နော် client တင်တာပဲဖြစ်ကြည့်ပြီးတော့လေ့လာမဲ့သူတွေအတွက်ပေါ့ပါလေ့လာမဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ recommend ပေးချင်တာ laptop လေးတစ်လုံးရှိရင်ရပါပြီ AutoCAD ကို laptop မှာပါတဲ့ touch pad လေးနဲ့ပဲထင်လို့ရတယ်ဒါပေမဲ့လုံးဝအကြံမပြုပါဘူးလုံးဝအဆင်ပြေဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ AutoCAD က mouse ကိုအရန်သုံးရတဲ့အရာမဟုတ်လို့ပါအထူးသဖြင့် right click တွေ left click တွေ middle button လေးတွေ scroll wheel လေးတွေအရန်သုံးရတယ်ပေါ့နော် zoom in zoom out လုပ်တဲ့အခါမှာလည်းသုံးရတယ် mouse wheel ကအရန်သုံးဝင်တယ်ဒါကြောင့်မို့ AutoCAD လေ့လာတဲ့သူတွေဆိုလို့ရှိရင်ရိုး3 button scroll wheel ပါတယ် mouse ကောင်းလေးတစ်လုံးရှိထားရင်ရပါပြီအရန်စီးကြီးတဲ့ gaming mouse ဖြစ်စရာမလိုပါဘူးတတ်နဲ့ click နဲ့ scroll လုပ်ရတာအဆင်ပြေရင်ပဲလုံလောက်ပါပြီAutoCAD version တွေရောဘယ်ဟာတွေသုံးသင့်လဲဆိုရင်နောက်ဆုံးထွက်ထားတဲ့ latest က2029ရှိရယ်March 25ကမှထွက်ထားတာပေါ့နော်2026ရှိရယ်2025ရှိရယ်ဒါပေမဲ့ version တွေတက် scale ရဖို့အရေးကြီးတာမို့လို့ version ကတော့ကိုယ့်ရဲ့ကွန်ပျူတာနိုင်တယ်လို့အဆင်ပြေတဲ့ဟာလေးရွေးပြီးတော့ download လုပ်လို့ရပါတယ် AutoCAD ကိုဘယ်လို free download လုပ်လဲပေါ့နော်အဲ့ဒါလေးလွန်ခဲ့တဲ့နှစ်ကတင်ပေးခဲ့ဘူးပေါ့နော်လွန်ခဲ့တဲ့နှစ်ကတင်ပေးတော့မြန်မာနိုင်ငံအတွက်ကို AutoCAD က free မပေးထားဘူးဒါပေမဲ့အဲ့တော့ကတစ်လရတယ်ပေါ့ 1 month free ရအခုတော့မရဘူးပေါ့နော်အခုတော့15ရက် free ပဲရတော့တယ်ဒါပေမဲ့ဘယ်လို download လုပ်ရလဲဆိုတော့ဒီမှာအကြံဉာဏ်လေးပြန်ပြောထားမယ်အကယ်၍မသိလို့ရှိရင်အရင်ကဗီဒီယိုလေးကိုတွားကြည့်ပြီးတော့အသေးစိတ်တင်ထားတဲ့တည်တံ့ဗီဒီယိုလေးကြည့်လို့ရပါတယ်အောက်မှာ link ချပေးထားပါမယ်အရင်ဆုံး Google ထဲမှာ AutoCAD download ဆိုပြီးတော့ရှာလိုက်ပေါ့နော် AutoCAD download လို့ရှာလိုက်လို့ရှိရင်အရင်ဆုံးထွက်လာလိမ့်မယ်ထွက်လာတဲ့အခါမှာအောက်ကိုနည်းနည်းဆင်းသွားလို့ရှိရင် AutoCAD ဆိုတာတွေ့ပါပေါ့နော်သူ့ရဲ့မူရင်း website ကိုဝင်လိုက်မယ်ဝင်လိုက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ account ကိုဖွင့်ပြီးတော့ account sign in လုပ်ကြမယ်ပေါ့နော် account ဖွင့်ရေးပါတယ်မသိလို့ရှိရင်ဒီအသေးစိတ်တင်တဲ့ဗီဒီယိုလေးမျိုးတက်ကြည့်ပြီနော်အဲ့ဒီမှာပြီးလို့ရှိရင်ကိုယ့်ရဲ့ account ကဒါမဲ့ဒါကခွာဂျပန် account ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဂျပန်လိုပြနေတာဒါဆိုရင်တစ်နှစ်စာကသူရန်84,900ကျတယ်အကယ်၍တစ်လစာဆိုရင်11,000ပေါ့ကိုကတစ်လချင်းစီဒါဝယ်ပြီးသုံးရမယ်ဆိုလို့ရှိရင်ပြောတာနော်ဒါတစ်နှစ်ချင်းစီဆိုရ3နှစ်စာဆိုလို့ရှိရင်လည်းရတယ်ပေါ့အကယ်၍ကိုကဝယ်ပြီးတော့ဒါကတကယ်လုပ်ပြီးဆိုမှာပေါ့နော်အခုအဲ့ဒါကိုဒေါ်လာနဲ့ဆိုဘယ်လောက်လဲဆိုကြည့်ပဲပေါ့နော်ပြီးတော့ဒီဟာ free သုံးမယ်ဆိုရင်ဒီမှာရှိရမူရောတိုက်ကန်ဆိုရင်အဲ့နေရာလေးကိုနှိပ်ပြရဒါက free သုံးတဲ့အခါပေါ့အဲ့ဒီဥစ္စာကိုနှိပ်ပြီးတော့ဒီပေါ်လာတဲ့ဟာက
ဒါအခုဂျပန်အင်္ဂလိပ် version နဲ့လုပ်ကြည့်မယ်နော်အင်္ဂလိပ် version နဲ့ဆိုလို့ရှိရင်ခဏလေးနော်အင်္ဂလိပ် version နဲ့ဆိုရင်ဒီမှာ Asian ကိုအရင်နှိပ်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင် Asian ဒီအင်္ဂလိပ်နဲ့ဆိုလို့ရှိရင်$1585ကျတယ်ပေါ့အဲ့ဒါကတစ်နှစ်စာတစ်လစာဆိုရင်$195ကျတယ်ပေါ့အဲ့မှာမှဒီအစမ်းသုံးမယ်ဆိုလို့ရှိရင်ဒီ trail ကောက်လေးဒီအပေါ်ကနေပြီးအောက်ကိုဆင်းလာရင် trail ဆိုဟာလေးကိုနှိပ်ပေးရမယ်ဒါဆိုလို့ရှိရင်ဂျပန်လိုဖြစ်သွားတယ်နော်ဒါဆိုလို့ရှိရင်ဒီမှာငွေတော့တိုက်ကန်ဆက်ဟာလေးပေါ်လာမယ်ပေါ့ပေါ်လာတဲ့ဟာလေးကိုနှိပ်ပြီးတော့ကိုကအစမ်း3နဲ့အကောက်ဖွင့်ပေါ့ဒါပေမဲ့အစမ်း3နဲ့ဆိုလို့ဒီမှာ4ခုပေးထားတယ်4ခုပေးထားတော့အပေါ်ဆုံးက business ဒုတိယက home user အိမ်ကိုအိမ်တပင်သုံးပါမယ်ပေါ့နော်တတိယက 学生ဆိုကြောင်းမှာပေါ့教育ခုဆိုကြောင်းတာအဲ့တော့နံပါတ်2က home use ကိုရွေးမယ်ပြီးဆက်သွားမယ် AutoCAD ကိုရွေးမယ် MacBook တက်လည်းရှိရဆိုပြီး MacBook ကအရင်ကြီးအလုံးမဖြစ်ဘူး AutoCAD ဆွဲတဲ့ခါကျလို့ရှိရင်အဲ့တော့ပြီးလို့ရှိရင်ကိုယ့်ရဲ့အကောင့်ကြီးပေါ်လာမယ်ပေါ့ဒါဂျပန်လိုမျိုးဖြစ်နေတယ်ဆိုတော့ဘာရှင်းပါမယ်ကွာပြီးလို့ရှိရင်ဒီ15ရက် free ပေးထားတယ်ဆိုတဲ့ဟာပါတယ်ပေါ့ဒီမှာသူ့ရဲ့လိုအပ်တဲ့64 page တော့ဘာလို့အဲ့ဒါလေးပေးထားမယ်ပြီးရင်ဒီမှာကိုလိုအပ်တဲ့ဟာလေးတွေဖြည့်ပြီးဆိုရှင်ဒီအောက်ခလုတ်လေးနှိပ်လိုက်လို့ရှိရင်ဒီအကောင့် free ရပြီပေါ့ download လုပ်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ဒီမှာရွေးကြည့်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ခက်ချစ်ခုဆိုတာက architecture ပေါ့ကိုယ့်ရဲ့ကိုဘာလုပ်ငန်းလုပ်လဲဆိုဟာမျိုးလေးဘာလုပ်ချင်တာလဲဆိုဟာမျိုးရွေးအင်္ဂလိပ်လိုပြောင်းပြီးတော့တစ်ချက်ကြည့်ပေးမယ်ဒါဆိုရင်ကိုယ့်ရဲ့နာမည်ဖြည့်မယ်ပြီးလို့ရှိရင်ဒီဥစ္စာကိုပထမဆုံးသုံးတာပါပြီးရင်ဒီမှာဆိုလို့ရှိရင် education တက်လား building တက်လားဆို building ရွေးလိုက်တယ်နော်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင် archi လို့ရွေးလိုက်မယ်ဒီဘက်မှာဆိုလို့ရှိရင်ဒါကိုအဆင်ပြေရရွေးလေးရနော်ဒါသဘောပဲဗျဒီမှာဆိုရင် business owner entrepreneur ဆိုပြီးရွေးပေးမယ်ပြီးရင်ကိုကတော့အခုဂျပန်မို့လို့ဆိုပြီးတော့ဂျပန်ရဲ့မြို့ကိုရွေးပေးရမှာပေါ့ဒါဖုန်းနံပါတ်အရာဒါပေမဲ့ဒီမှာပြီးခဲ့တဲ့နှစ်ကတော့တိတ်ပြောလို့ကမြန်မာနိုင်ငံအတွက်မပါဘူးပေါ့နော်အခုမြန်မာနိုင်ငံအတွက်ပါလားဆိုပြီးကိုစမ်းရှာကြည့်လိုက်တဲ့အချိန်မှာမြန်မာနိုင်ငံဆိုမြန်မာဆောင်လေးပါလာပေါ့နော်အတန်ဝင်နေတော့အတန်တွင်းတာတန်မကောင်းဒီမှာအခုနည်းနည်းဆင်းလာမြန်မာကိုတွေ့ရပေါ့နော်အယောင်ဝမ်းတာပါတယ်ဒါဆိုလို့ရှိရင်မြန်မာရဲ့ဖုန်းနံပါတ်နဲ့ဖွင့်လို့ရပြီဆိုတော့ဘယ်လိုလဲမှာဖုန်းကြီးအဲ့လောက်ထိလည်းစိတ်မကြည့်ဘူးတူတူတချို့ဆိုတော့လုံးလုံးကိုင်လို့ရတယ်တကယ်ချင်းနေပဲသူတွေရှာရတယ်ပေါ့ဖုန်းနံပါတ်လေးရရင်လည်းဒီ AutoCAD ကို15ရက် free သုံးလို့ရတယ်ဆိုအရန်ကိုအဆင်ပြေတယ်လို့ထင်တယ်ပေါ့နော်ဘုံလို့ရှိရင် AutoCAD သင်ဖို့ဆိုလို့ရှိရင်ဒီမှာဆိုရင်အမှစစ် poster ကောက်စားကိုယ့်ရဲ့ poster ကိုလှိုင်းဆိုလှိုင်း poster ပြီးရင်ဒီမှာဖုန်းနံပါတ်ပေါ့နော် ဆိုတဲ့ဟာလေးကိုရှာရမယ်တော်တော်နဲ့ရှာမတွေ့လို့အတော့ရှာလိုက်ရတယ်ဒီအမှန်မှန်ဆိုလို့ရှိရင်မြန်မာမှာလာမရှိဘူးဆိုတော့ပြီးခဲ့တဲ့နှစ်ကအထိကနိုင်ငံခြားမှာရှိတဲ့ငွေချင်းကြီးရှာနေပြီးတော့တောင်းပြီးတော့ဒီလိုလုပ်ခဲ့ရဆိုအခုဆိုလို့ရှိရင်အရင်အဆင်ပြေတယ်နော်ဒီမှာမြန်မာဆို ဆိုဟာလေးတွေ့နော်ခဏရှာလိုက်ရဲ့ဝိုင်းရှာပြကြပါတွေ့95 plus 95ဆိုတာခုနတွေ့လိုက်တယ် okay အဲ့မှာဆိုရင်ဖုန်းနံပါတ်လေးထည့်လိုက်ပြီနော် key အဲ့ဒါဆိုရင်ဒီဆိုလို့ရှိရင် complete to submit ဆိုနေလို့ရှိရင်ကိုယ့်ဖုန်းနံပါတ်ကိုကြပြီးရင်ကိုဒီဥစ္စာကိုအကောင့်ဖွင့်လို့ရတယ်နော်အကောင့်ဖွင့်ပြီး download လုပ်လို့ရတယ်ဒီနေ့မှာတော့ AutoCAD စပြီးတော့မလေ့လာခင်မှာဘာတွေပြင်ဆင်ထားသင့်လဲကွန်ပျူတာကိုဘယ်လိုယူမလဲ mouse အမျိုးအစားရောဘယ်လိုမျိုးအမျိုးအစားတွေတုံးမလဲပြီးရင်ကွန်ပျူတာကို laptop နဲ့ desktop ဘယ်ဟာပိုကောင်းလဲ AutoCAD version တွေရောဘယ်ဟာတွေတုံးပါလဲပြီး AutoCAD ကို free download ဘယ်လိုလုပ်မလဲဆိုတာတွေကိုပြပြပေးခဲ့ပါတယ်နောက်ပတ်ကနေစပြီးတော့ AutoCAD ကိုတကယ်စပြီးတော့လက်တွေ့ဆွဲတော့မယ်ပေါ့နော်အဲ့တော့ပြင်ဆင်ချက်ရှိရပြင်ဆင်ပြီးသွားလို့ရှိရင်စပြီးတော့သင်ပေးပါတော့မယ်စိတ်ဝင်စားတဲ့သူတွေကလည်းအတူတူလိုက်လုပ်လို့ရပါတယ်တကယ်ကိုschedule နဲ့ week 1မှာပါတင်မယ်next week မှာပါတင်မယ်ဆိုပြီးတော့ schedule နဲ့တေချာ plan ချပြီးတော့စနစ်တကျ
schedule ဆွဲထားတာမို့လို့လုံးဝတက်မြောက်တဲ့အထိသင်ပေးဖို့ရည်ရွယ်ထားပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်နောက်ပတ်လေးလိုက်ကြည့်ပေးနော်